ဇလန်းဆက်စချင်းမှာမင်းသားထွက်လာတယ်သူကလူမိုက်တွေကြားထဲမှာစကားတခွန်းကိုသူကထပြောတယ် why နဲ့ what are you doing 跟哪一种？对路啊，不对嘞。对路啊，不对嘞。နောက်ပြီးတော့ဘာထိုက်ပြောလဲဆိုမင်းတို့လူမိုက်အုပ်လိုက်ကြည့်ဦးတဲ့ငါရဲ့လက်ညှိုးလေးတစ်ချောင်းနဲ့လှုပ်ပြမယ်ဆိုပြီးတော့ချင်းချောက်လိုက်တာသူပဲအရင်ဆုံးအတီးခံလိုက်ရတယ်ဟမ်ဆိုပေးခြင်းတဲ့ message ကတော့ဘယ်တော့ခါမှစကားကိုမပြောပါနဲ့ဆိုတာပါပဲနောက်တာဒါအတီးဒီနေ့ခေတ်မှာပေါ့နော်အရှင်ကားကောင်းတကားကိုကျွန်တော်တို့ရုပ်ရှင်လည်းမဟုတ်ဘဲနဲ့ဒါပြီးတော့ budget အများကြီးလဲသုံးတဲ့ series ဇာတ်လမ်းတွေမဟုတ်ဘဲနဲ့ကို YouTube တို့ Facebook တို့လိုမျိုးပေါ့နော်ဆိုတော့လူတိုင်းအလကားကြည့်လို့ရနေတဲ့ဒါ free to air အနေအထားမှာလက်ခံပြီးလို့ရတယ်ဆိုတဲ့စကားလုံးရဲ့အထက်မှာရှိတဲ့အရှင်ဇာတ်လမ်းတိုလေးတစ်ပုဒ်ကိုဒါကျွန်တော်ဒီကနေ့ review လုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ခက်ကပြောမှဆိုတော့အားလုံးကပညာတွေတက်နေကြပါပြီဆိုတော့ခင်ဗျားတို့လည်းသိမဲ့လို့ထင်ပါတယ် international တော့မှီချင်မှမှီမယ်ပေါ့နော်တေချာတာကတော့ပေါပေါပဲပဲတွေကိုကျွန်တော်လည်းနာမည်ပြတ်ခံပြီးတော့ကျွန်တော်လည်းမညွှန်ရပါဘူးတင်ထားတဲ့ channel ကိုလည်းကျွန်တော်ဒီမှာပြပေးထားမယ် Facebook မှာလည်းရှိတယ် YouTube မှာလည်းရှိပါတယ်သူရဲ့ဇာတ်လမ်းရဲ့သဘောတရားကဘယ်လိုလဲဆိုတော့ဒီမိခင်တစ်ယောက်ရဲ့ပေါ့နော်သားသမီးအပေါ်မှာကာကွယ်ခြင်းတဲ့မိခင်စိတ်ကိုဒီဇာတ်လမ်းလေးမှာအခြေပြုထားပါတယ်ဆိုတော့မင်းသမီးကအပြင်မှာလည်းတကယ်ကို martial art တက်တဲ့သူပါတိုင်ကွမ်ဒိုလိုပေါ့နော်တိုက်ခတ်ရေးပညာတော်တော်များများကိုတက်တဲ့မင်းသမီးဖြစ်ပါတယ်90ကျွန်တော်တို့ဟိုးငငယ်တုန်းကတခွေကို200နဲ့ပေးပြီးတော့ငါပြီးတော့ကြည့်ရတဲ့ဗီဒီယိုခစ်ခရဲကနေဒါအရှင်ကိုတီးသန့် entertaining လုပ်လာတဲ့မင်းသမီးဖြစ်ပါတယ် fighting ဘိုင်းမှာဒီလောက်ထိလုံနိုင်နေတာကိုလည်းချီးကျူးပါတယ်ဆိုတော့နိုင်ငံခြားရုပ်ရှင်တွေမှာဆိုရင်တော့ဒီလူစားထိုးကြတယ်ပေါ့နော် Spider-Man 1 2 3ပါဒါတိုဘီမကွိုင်ယာရဲ့နေရာမှာဆိုရင်ကျွန်တော်ဒီအမိုးဘွားပြုတ်ကြတဲ့အခန်းတွေဒါအဓိက main တိုက်ခိုက်တဲ့အခန်းတွေမှာပေါ့နော်ဒီမှာ Chris Daniel တို့ Dan Bradley တို့နဲ့အစားထိုးခဲ့ကြတာကိုဒါလူတိုင်းသိမယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်ဇလန်းကိုဆက်အောင်ပါမိသားစုလေးတစုရှိတယ်ပေါ့နော်ဆိုတော့လင်မယား2ယောက်ရဲ့သူတို့ရဲ့အရန်ချစ်ရတဲ့သမီးလေး1ယောက်ရဲ့ဆိုတော့မင်းသမီးရဲ့နာမည်က Y အခြေအနေအရတရားမဝင်ဂိုင်းတစ်ခုနဲ့ပတ်သက်ပြီးတော့ကြီးစားအလုပ်ကိုသူကလုပ်ပေးနေရတယ်ဒါတနေ့တော့နောက်ဆုံးအနေနဲ့ပေါ့နော်သူအလုပ်တစ်ခုကိုနောက်ဆုံးစံထအနေနဲ့လက်ခံခဲ့ပါတယ်ဆိုတော့အဲ့ဒီမှာမြင်နေရတဲ့နေရာဒါတင်ဆက်ပြသထားတဲ့ပုံစံကကျွန်တော်တို့ online မှာဒီအတိုင်းဗီဒီယိုတင်ပေးထားတာထက်ကိုပို့ပါတယ်ဟိုပြောရမယ်ဆိုရင်တော့ဒီစနေတနင်္ဂနွေနေ့ဇလန်တိုတွေကြည့်မဲ့အစားပေါ့နော်အရေးသွေးတစ်ခုကိုခန်းစားခြင်းတဲ့သူတွေအတွက်တော့ဒီ channel တွေဒီ Facebook page တွေကိုဒါ subscribe လုပ်ထားတဲ့တယ်လို့ကျွန်တော်အကြံပေးခြင်းပါတယ်ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့အယုတ်ပိုင်းကောင်းပါတယ်အတန် audio ပိုင်းမှာအနည်းငယ်တော့ fail ပါတယ်ဒါကတော့ကိုယ့်ရဲ့ဟိုကြည့်ရှုတဲ့သူရဲ့ဒါဘယ်လိုပြောရမလဲအမြင်ကိုကျွန်တော်ပေါ်တင်နေပြောပြတာပေါ့နော်ဘာလို့လဲဆိုတော့ dialogue တွေမှာအတန်ပိုင်းအတိုးအကျယ်လေးတွေဖြစ်နေတော့ဘာဖြစ်တယ်လဲဆိုရင်တော့ကျွန်တော်တို့ဒီတန်ပိုတက်စိမ်မဲ့အဓိကစကားလုံးတွေကိုတွားပြီးတော့ထိခိုက်တာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့အဲ့ဒီမှာထုံးစံအတိုင်းပေါ့နော်ဓာတ်တွေနဲ့ခုတ်ဒုတ်တွေနဲ့ဖြုတ်လောက်ကြတယ်ပေါ့ဗျာအဲ့ဒီမှာမင်းသားအားတွေပါလာပြီးတော့ဗောနော်တွေ့တာ crown ကြီးကိုပိတ်တွန်းလိုက်တာ body ပါခြိုက်ဝင်သွားမင်းသမီးကသူ့ရဲ့သမီးလေးကိုကြောင်းကြိုပြီးတော့အပြန်ပေါ့နော်အရင်ကဘောင်ချအဟောင်းတွေကိုရှင်းကျင်တဲ့ဒါလူမိုက်ကြီးထွန်းကြိုင်တို့အဖွဲ့ကဗမာလိုကြီးကားရှိရနေအတိုက်ခံပြီးတော့fighter လို့ဇလန်းနေခင်းဒုက္ခပါပဲ၄ယောက်တယောက်ဆိုတော့အင်အားချင်းမမျှတဲ့နောက်ဆုံးမှာသူ့ရဲ့သမီးလေးကိုအမအမြင်မသိရှေးဆဆိုအဖွဲ့ကနေဖမ်းပြီးတော့ခေါ်သွားတယ်ပေါ့နော်ဆိုတော့နာမည်ကတော့ကျွန်တော်ပေါက်ကက်ရှောက်ပေးတာပါဒီထဲမှာတော့သူနာမည်ရှိတယ်ပေါ့နော်မင်းသမီးလည်းသူ့ရိုက်နေကြတဲ့မှာပေါ့နော်ဒါတတိလစ်ပြီးတော့ဈေးရုံကားပေါ်ရောက်အဲ့ဒီမှာမြောက်ဥက္ကလာပရာဟိတသမားတွေတော့မှဘာမှမလုပ်ရသေးဘူးပေါ့နော်သူသမီးစောနဲ့လူနာတင်ကားပေါ်ကနေထားပြီးတော့ပြေးပါလေရောသမီးဆိုတော့အဲ့ဒီမှာ message လေးတစ်ခုဘာရလိုက်သေးလဲဆိုတော့ကျွန်တော်ဒီဘက်ခေတ် IT နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာပေါ့နော်ဒါကိုယ့်ရဲ့သားသမီးတွေဒါကိုချစ်ရတဲ့သူတွေစီမှာကလေးတွေစောင့်ထားစီခြင်းပါတယ်သူကဘလို့အလုပ်လုပ်တာလဲဆိုတော့ဒီကိုယ့်ရဲ့သားသမီးပေါ့နော်ဘယ်ရောက်နေတယ်ဘာမှရှိနေတယ်ဆိုတာကိုကိုယ့်ရဲ့ဖုန်းကနေတခါတည်း live ကြည့်လို့ရပါတယ်ဆိုတော့ဒီဇယ်လန်လိမ့်မှာဒါလေးကိုထည့်ပြသွားတာလေဒီတခြားသောကျွန်တော်တို့နယ်ဘက်ကတွေပေါ့နော်နယ်ဘက်ကဟိုတချို့သိပြီးတော့ IT ဘိုင်းတွေမကျွမ်းကျင်တဲ့သူတွေအတွက်လည်း message လေးတစ်ခုရမှာလို့တော့ကျွန်တော်ထင်ပါတယ် congratulation ပါ
ဘယ်လိုအဆုံးသတ်မလဲဆိုတာကတော့ကျွန်တော်ဒီမှာဖော်ပြထားတဲ့ YouTube channel နဲ့ Facebook page မှာအလကားသွားကြည့်လို့ရပါတယ်ဆိုတော့ဘာလို့ဒီလိုဇလန်းလေးတွေကိုလူပို့ပြီးတော့ကြီးစေခြင်းတယ်လဲဆိုတော့ free တင်ပေးတဲ့ quality ကိုရုပ်ရှင်နီးပါပေါ့နော်အားစိုက်ထုတ်ထားတဲ့ကားတွေကိုကြီးစေခြင်းလို့ဖြစ်ပါတယ်ဥပမာဒီစင်းကိုပဲကြည့်ဆိုတော့ဘယ်သူမှ online မှာတင်ဖို့အတွက်လောက်နေပေါ့နော်ဒီလိုမျိုးဘယ်သူမှရိုက်တာကျွန်တော်မတွေ့ပါဘူးဆိုတော့မင်းသမီးရဲ့နာမည်ကဝိုင်းယူရလို့ခေါ်ပါတယ်ဒါသူ့ရဲ့ comeback ကားလို့ပြောရမှာပေါ့နော်ဒါအခုမှစပြီးတော့သူကအရှင်ကိုစလုပ်တဲ့သူမျိုးလဲမဟုတ်တာလဲပါတယ်ဟိုးဗီဒီယိုခစ်ထည့်ရပါတော့အရှင်ကိုအတွေ့အကြုံကိုနှစ်နဲ့ချီပြီးတော့ experience ရှိတဲ့သူလည်းဖြစ်ပါတယ် digital platform ပေါ်မှာပေါ့နော် main clay action ကို quality ပြပြပေါ်ဝနဲ့ဒီနောင်လာမဲ့ဇာတ်ကားတွေကိုပေါ့နော်ရုပ်ရှင် quality နီးပါ free ကြည့်ချင်တယ်ဆိုရင်တော့ဒီ channel လေးကို subscribe လုပ်ထားဆိုတော့ international quality ကြီးတော့မိချင်မှမိလိမ့်မယ်သို့တော့အနေအထားတစ်ခုမှရှိပါတယ်ကျွန်တော်ကညွှန်းလဲညွှန်းပါတယ်ကျွန်တော်လိုအပ်ချက်လေးတွေကိုလည်းကျွန်တော်ထောက်ပြထားပါတယ် free သွားကြည့်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ quality ဇလန်းတွေတင်ဆက်ပေးသွားမဲ့ဒီ channel ကိုခင်ဗျားတို့မမြင်ကြမှာစိုးလို့ကျွန်တော်သတင်းကောင်းလာပြီးတော့ပါတာပါအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးပဲတင်ပါတယ် One You Ya is back ပါ thank you ပါ